တဲ့ဒီရင်ခွင်ဒုက္ခမဆိုတဲ့ဒီရင်ခွင်နှစ်ပါးသမင်းစင်ရင်ချင်းပါတယ်ကွယ်ထူတဲ့ဂုံအင်း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 မြမအသွင်ဂုံတင်းလို့ဝင်ကြွားတို့ရိုးရာတို့ရင်ချေမှုကိုရွာသားဆရာများဟုတ်ကဲ့ဗျနော်ကျွန်တော်တို့ကိုကြီးကိုသတိမောင်မောင်ရွှေစိတ်ဆောင်ရရှိအများကြီးပါနော်ကိုကျွန်တော်တို့တာဝန်ယူထားတာကိုဆိုင်းဆရာတွေကျွန်တော်ကိုရွာသားကြီးစိတ်မနိုင်ပါတယ်စိတ်မနိုင်နေကြီးပါတယ်ရွာသားတော်ရဲလင်းမို့ပါတယ်ဟုတ်ကဲ့ပါတယ်ဗျအဲ့တော့ကျွန်တော်တို့အသွားတော့အချီပါရွာသားတွေပဲအသွားတော့အချီပါတက်သွားတော့ဘူချီပါဆိုသလိုပေါ့ဗျာဟုတ်ကဲ့ကျွန်တော်တို့အပီကိုပို့ပေးနေဟုတ်ကဲ့ဝိုင်းတော်ဒီကလည်းပို့ဟုတ်လားရှေ့ရသွားတော့နောက်ကပါတာပေါ့ကျန်းဆိုတော့တို့ရိုးရာတို့ရင်ချေမှုကိုဟေးလာပြီအနေစီရသတိထားတွေ့လားရှေ့ရသွားရင်နောက်ကပါမှာနော်တိန်ဆိုရင်ဒီကတီကနေမဟုတ်ဘူးလားပြရဦးဝင်းညွန့်တစ်ဆိုရင်လက်ကခွာတာတစ်ခွာလို့ဘေးစိရင်ဘူးသားအတွက်တော့ဖဲတဲ့ရောကုန်ပြီဒေါင်းပြီပဲတို့ရိုးရာတို့ရင်ချေမှုကိုထိမ့်သိမ့်ကြပါစို့လားမြို့ရွှေမန်းသားဖိုးချစ်တို့ကားတဲ့ဇလသမင်းအဖွဲတော်သာဘေးမိုးဒီလားခင်ဗျာခွန်တော်တော်ပြန်နေအဲ့တော်ခံနေလားမမခင်ဗျကိုကျကြီးရေ ဗျာဖေးမိုးဒီခင်ဗျမောင်ဖူးတက်လာဟဲ့ဖေးမိုးဒီဦးတင်ညွေဘယ်နဲ့မိမရေတော့အသက်ကြီးမှတယောက်နဲ့တယောက်ဖောက်ပြန်စီဘိုက်ဖုံးအင်းကြီးမိမရေတော့ဒီမမယောက်ျားမမသိဘူးမဟုတ်ပတိနဲ့ဆိုတော့ခုနအော်ဗရာတွေကမတ်တစ္စကအောင်မလို့ဟိုဘက်ကကုကျေသည်အမေအဖေလို့ခေါ်လာများနေပြီအမေလေးပြောက်ခေါ်ဗျာချစ်ကိုလာဟဲ့ဒါဟေးရာရင်တော့ဘယ်တော့ပြရမှာလဲအေးပျော်ရွှင်ခန်းဗန်းဖွင့်ရမှာနော်မှန်ပါဟုတ်ကဲ့ကရင်နေရာမှာမင်းပွဲသပင်ပျော်ပွဲသပင်ဟုတ်ကဲ့ကပွဲသပင်နော်ဟုတ်ကဲ့ပျော်လို့ကကြတာမဟုတ်ပါဘူးလို့နော်ဟုတ်ပါလူရှင်တော်ဆိုတော့လေလူရှင်တော်တက်တဲ့ပညာကသူများရည်အောင်ပြောရမယ်ပညာဟုတ်ကဲ့ဟုတ်လားဗျာဟုတ်တယ်အဲ့ဒီတော့တက်တဲ့ပညာလေးနဲ့ဖြောပြတင်ဆက်ပြီးတော့အလူငွေရှာကြတာပါဟုတ်တယ်ဗျာနော်ဟုတ်ကဲ့လာပြီးလှူကြတဲ့ပိဿပါဟုတ်ကဲ့ပါဖေရလဲဖူပန်းလဲခုဆိုတာလိုပဲဟုတ်ကဲ့ဟုတ်လားဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့မမေ့စေခြင်းဇတ်တပင်ကဏ္ဍမှာမောင်ဖိုးချစ်မြန်မာနိုင်ငံဟိုတပင်အစည်းအရုံးရဲ့ဥက္ကဋ္ဌဟုတ်ကဲ့ဥဆောင်ပြီးတော့ဟုတ်လားဗျာဟုတ်ကျွန်တော်တို့ဇတ်တပင်ကိုမမေ့စေခြင်းလို့အမြဲတမ်းမပြတ်ကျွန်တော်တို့ကားခဲ့ပါတယ်ဟုတ်ကဲ့အခုလည်းပဲခုနပြောသလိုပျော်လို့ကားတာမဟုတ်ပါဘူးမဟုတ်ပါဘူးနော်ဟုတ်ဒါကျွန်တော်တို့တက်တဲ့ပညာလေးကဒါပဲတက်တော့ဒီပညာနဲ့အလူငွေရှာကြပြီးတော့ဟုတ်ကဲ့မမျိုးလင်မဲ့ဖြစ်ပေါ်လာတဲ့အန္တရာယ်ကြီးတွေကြုံတွေ့နေကြရတယ်ဒုက္ခတွေ
နော် ဟုတ်ကဲ့ မှန်ပါဗျာ လိုက်ပြီးတော့လေ့လာကြည့်ရင်ကြည့်တဲ့လောက်စိတ်မကုန်းရဖြစ်တယ် ဟုတ်ကဲ့ဗျ ဒီနေ့ထိကြရတယ် ဟုတ်ကဲ့ ကျွန်တော်တို့နိုင်ငံမှာလာပြီးတော့ကတ်ဆိုးကြီးကြဒီဟုတ်လားဗျာ မမ ဒီဘေးဒဏ်ကြီးဟာရန်ကျွန်တော်တို့အမှန်တကြောက်စရာကောင်းတယ် ငလျင်ပေး ဘေးဒဏ်ကြီးကိုကျွန်တော်တို့နိုင်ငံသားတွေခံစားနေကြရတယ် ဟုတ်တယ်ဖေး အဲ့တော့ကျွန်တော်တို့တွေကတိုင်းပင်းကြရမှာကို မှန်ပါဗျာ တတ်တဲ့ပညာနဲ့ကျွန်တော်တို့ရုံးကန်ပြီးတော့လှုပ်ရှားပြီးအလူငွေရှာတဲ့သဘောပါ မလွဲပါဘူးဗျာ ပျော်လို့ကနေတယ်လို့မထင်ပါနဲ့ ဟုတ်ကဲ့ လည်းပဲကျွန်တော်တို့တကပုံရှိပါတယ် ဟုတ်ကဲ့ အဖွားသေးတော့မြည်ပျော်တယ် ဟုတ်ကဲ့ အဖွားသေးတော့အိမ်မှာရှိတဲ့မြည်လေးကအိမ်မှာလူတွေစားကြတောက်ကြလာကြသွားကြတာကိုပဲသိတယ်နော် မမ မြည်ဆိုတာမသိတတ်ဘူး ဟုတ်ကဲ့ နော်မသိသေးတဲ့အရွယ်မလို့သူကဖွားသေးတော့မြည်ပျော်သွား ဒီပြောရတယ် ကျွန်တော်တို့ကတော့သိတတ်တဲ့အရွယ်တွေပါသို့တယ်ဒီပညာတက်လို့ဒီလုတ်ခရင်းနဲ့လုတ်ပြီးရမဝေရှာခြင်းမှာပျော်လို့ကနေတယ်လို့မထင်ကြပါနဲ့ ထင်ပါနဲ့ အဲ့ဒါလေးလဲချိုးတင်ပြီးပေါ့ကျွန်တော်တို့တောင်းမှပါတယ် ဟုတ်ကဲ့ ဘယ်လိုမလဲခင်ဗျာ မမဖို့ဖေး ကိုတည်းရွေးမရှိပါဘူးခင်ဗျာ ပြောလို့ကရင်မဟုတ်ဒါပေမဲ့အနုပညာသမားဆိုတာအပူရုပ်ကိုဟန်လောက်ရတဲ့ခါကြီးလည်းရှိပါတယ် မမ ဟုတ်ကဲ့ဟုတ်ကဲ့ ဒါပေမဲ့တခုကပြောတာလေးလည်းရှိခဲ့ပါတယ်ဘာဖြစ်လို့လဲတမျိုးကြီးဖြစ်နေကြမှာမဟုတ်ပါဘူးဆက်တဲ့နေသားအနုပညာလောကရောက်လာတယ်အဲ့ဒီအချိန်ကစပြီးတော့ပိဋကတ်တရားနာမည်ပေးတယ်ထမင်းကျွေးတယ် ဟာ အသက်82နှစ်ရှိပါပြီ ဟုတ်ကဲ့ ဒီအချိန်ဒီအကျွေးမလွတ်သေးပါဘူးအဲ့ဒီကျေးဇူးတွေကိုဟာကိုယ်အားပေးတဲ့ပိသက်တွေဒုက္ခရောက်နေတဲ့အချိန်ကကျွန်တော်တို့ပြန်ပြီးတတ်နိုင်သေးပြီလေ ကျေးဇူးဆက်တာ ကျေးဇူးဆက်ခွေလေးရတာကို ကောင်းလိုက်တာ မြဲတယ်များတယ်မဟုတ်ပါနဲ့ကျေးဇူးကျေးလေးကိုကျေးဇူးဆက်တဲ့ကြောတဲ့ပွဲလေးပါ မလွဲပါဘူးဗျာဖေးဘူးတွေကိုခင်ဗျဖေးဘူးတွေညခင်ဗျာ အေးဗျာအေးဗျာ ကိုကျေစီခင်ဗျညီလေးချစ်ကိုဘိုးသေး ကိုချက်ကြီးရေ ကိုဖူတီရေ ချက်ကြီး အလဲတော်ဝင်ထိုင်းမြန်မာကတော့သပင်းဥက္ကဋ္ဌမြို့ရှင်မင်းသားကိုဘိုးရှိအလဲပေးကြပါစို့ခင်ဗျ ဟုတ်ကဲ့ဟုတ်ကဲ့ ဇဝေအတိတ်ကတော့ပြက်ကစီမံနာမှာပဲခင်ဗျာ စီမံတာပါပဲ ဇဝေအတိတ်ကတော့ပြက်ကစီမံနာမှာပဲရွှေတသိက်ရကလာချန်ပီယံစီကြံစီပြန်ပြီးနေရွယ်မှာကျဲတရားဆိုတာအမြလင့်သလိုတပင်မဟာဆုံလင်နဲ့ယေဒနာဘုံဆိုတာကိုထောက်ပါသားရေလုံးလုံးကြမှာဗျာ ကြည့်ကြပါစို့ စေဗျာအစိုးမူတော်လည်းမြောင်းပြီးလောကခေါ်ယရနာဘုပြီးမတန်ဤခြင်းရွှေမန်းယရနာဘုမန္တလေးရွှေမန္တလေးရတနာဘုံအချစ်လာတရားရဲ့ဆုံးအနှစ်150ကျော်ခဲ့တဖုံထီဟန်နဲ့ထိန်သိမ်းကဲ့တဲ့ကုန်ကဘာမမြမဟီလိုဝင်ကြွားနိုင်ခဲ့ဘုံတင်ရှားတတိပြုစရာတင်စားစာပွဲအရှိလို့မကုန်
ဟိရှင်မင်းအဆက်ဆက်ထိနှံစကန်ဆူဆန်ခဲ့ဖို့တာရကတတ်သေးများနဲ့အပြေဝရှိလို့ယဟောရှင်မင်းအဆက်ဆက်ထိနှံစကန်ဆူဆန်ခဲ့ဖို့တာရကတတ်သေးများနဲ့အပြေဝရှိလို့ယမြန်မာပြည်ရဲ့အချက်ချာမန္တလေးရတနာဘုံမြို့ရွှေမန်းသာဘိုးချီရှိတဲ့ရတနာဘုံရိုးရအမွေနှစ်တွေထိမ့်သိမ့်ပြန်ပေါ်ချစ်တော်ရတနာဘုံဟေးဝါဘေခါပဲကျုပ်ကျုပ်လာလေကြပါယရနာဘုံပျော်စရာတွေပေါ်များချစ်စရာကောင်းတဲ့ယရနာဘုံရွှေမန်းကလေးရဲ့သမီးပန်းလေးများလမ်းဆွင်နေဘုံဗျာဘေခါပဲကျုံကျုံလာလေကြပါယရနာဘုံပျော်စရာတွေပေါ်များချစ်စရာကောင်းတဲ့ယရနာဘုံရွှေမန်းကလေးရဲ့သမီးပန်းလေးများလမ်းဆွင်နေဘုံရှုမြင်ခံစားလဲပါချစ်တော်ယရနာဘုံပြုတ်ရွှေမန်းသာဖိုးချစ်ရှိတဲ့အများကချစ်တဲ့ယရနာဘုံဘေခါပဲကျုပ်ကျုံလာလေကြတော့ယရနာဘုံပျော်စရာတွေပေါ်များချစ်စရာကောင်းတဲ့ယရနာဘုံရွှေမန်းကလေးရဲ့သမီးပန်းလေးများလမ်းဆွင်နေဘုံဘေခါပဲကျုပ်ကျုံလာလေကြစမ်းပါဗျယရနာဘုံပျော်စရာတွေပေါ်များချစ်စရာကောင်းတဲ့ယရနာဘုံရွှေမန်းကလေးရဲ့သမီးပန်းလေးများလမ်းဆွင်နေဘုံရှုမြင်ခံစားလဲပါချစ်တော်ယရနာဘုံမြို့ရွှေမန်းသာဖိုးချစ်ရှိတဲ့အများကချစ်တဲ့ယရနာဘုံယရနာဘုံဟေးကျုပ်ပလေကာစီအဲ့ဒါပတ်စံနေမဟုတ်ဘူးစေတနာတွေမေတ္တာတွေဘုချီရဲ့အဲ့ဒီတန်နဲ့မခံနိုင်လို့မင်းသားမကတာ မင်းရောဘသူကဓာတ်နဲ့ထိုးမယ်ပြောလို့ မလေး အညောအာမရှိပါဆိုလို့လစ်ပိုလေးတွေနဲ့အဲ့ဒါလစ်ပိုမဟုတ်ဘူးစေတနာတွေမေတ္တာ တပင်မခံမှာတပင်နဲ့ဆံ ဟုတ်တယ်
ကားစီပြီးချင်းရှည်တဲ့ယရနာဘုံဝရိသနပိချငါလိုပေါဝရိယသာနပိချငါလိုပေါကွယ်မမထာနာကြက်တရေကို မမခင်ဗျ ရှုကြည်ရတာဦးတီရီမောင်မောင်ခမရရှုကြည်ရတာအလင်္ကာကိုစိတ်မင်းနိုင်ရဲ့မောင်းတန်လေးလည်းကြားကျင်သေးတယ် ရွာစားကြော်နေ ရှုကြည်ရတာဆန်းစင်မောင်မောင်ရဲ့ပတ်မကြောင်6လုံးပဲလေးရလဲအတန်သာတာဟုတ် ပါသေးတာဗျ ဘသူဒေါသထွက်နေလဲမသိဘူးစထွက်ကြတဲ့က6လုံးဘက်ကိုရိုက်နှက်ပြီးတည်းအတော်လက်နာမှာဗျရှုကြည်ရတာ ပညာရှင်ကြီးပါတယ်ရော အကိုလည်းဒီလိုပွဲမျိုးရောရှိသမျှနေရာအကုန်လုံးကမကြီးဝိုင်းနေဆိုလဲကိုရဲလင်းဖို့ ရွာစားပဲ စိုင်းစရာတွေကြီးပဲစီဒီဝါရီယာဆောင်မှာရွာစား ဟုတ်တယ် ဝေယမောင်မောင် ဟုတ် ဟုတ်တယ်နော် မှန်ပါဗျ ဟိုဟိုဘက်မှာစီဒိုတီးရလဲစိုင်းစရာ ဆိုင်ဆရာ မလက်ကွင်းတီးရလဲသူကမိန်းကလေးနာမည်နဲ့စိုင်းစရာ အဲ့ဒါစေတနာတွေ နင်းစရာများလဲမိတ်ဆက်ပေးပါဦးခင်ဗျ စေတနာတွေမေတ္တာတရားတွေ နဲစရာကြီးကလည်း ဟုတ် နိုင်ငံခြားဘယ်နှခေါင်မှမသိဘူး ဟုတ်ကဲ့ ရွှေတွေစိတ်တွေကလည်းရတာများပြီးတော့သူတို့ပြီးမဲ့ဒိုင်မရှိတော့လို့ဒိုင်ဝင်လောက်ရလောက်တဲ့လူတွေဖြစ်နေတာရှုကြည်ရတာအရင်ခစ်တွေလွန်လိုက်ပါပြီလွန်စရာကြီးဗျာနော် မမခင်ဗျ တူပီကအတုနဲ့စကလွန်မြန်တဲ့နေပလီနောရှိခံရဲနဲ့ချင်ငါရရွှေဘုံ အသားရပါလေခင်ဗျာ ချင်ငါရွှေဘုံနတ်ချီမမ်းမြေမှာခေါ်လုံးရတာကတဖုံးရဲ့ချင်းဟေးနတ်ချီမမ်းမြေမှာခေါ်လုံးရတာကတဖုံးရဲ့ချင်းဟေးတွတ်စလို့ဖုံး မရှိပါခင်ဗျာ တွတ်စလို့ဖုံးတွတ်စလို့ဖုံးတော့တက်ကရတော့ကိုအခရာရေးချရေးပြင်းဟင်း မရှိပါ ရှိတုံးကမိသားစုများကကနန်းခုနှစ်တည်မှတ်တာကိုဒီလိုမှတ်တာ ဘလို့မှတ်လဲခင်ဗျ ဟုတ်တယ်ကနန်းခေါ်တင်ချာတွေးကြပါတော့ မသားပါဗျာ ဆောင်းလိုက်ဦးမေငါဖေးကြီးပတ်စံရတာငါဝမ်းသာရဟာ စေတနာတွေမေတ္တာတွေအဲ့မှာပြီးသွားတယ်လို့နော် စစ်မင်းမဆုံးသေးဘူးဘလို့ပြစ်လို့လို့ ကနန်းခေါ်တင်ချာတွေးကြပါတော့အော်ကြည့်ကြောအေးဟေးကနန်းအဲ့လိုမှတ်တာနော်အောက်ကြည့်ကြောအေးအင်ချင်းကြအောင်ကြောချမ်းအေးတနင်းငွေ1 ဟေး ခခွေးက2 နှစ် ချမ်း2အေး1221ခုနှစ်မှာမန္တလေးမြို့ကြီးတဲနာကိုအဲ့ဒီလိုမှတ်တယ်ဗျ ဗျာ မှန်ပါခင်ဗျ အောက်ကြည့်ကြောအေးဟေးကျွန်တော်တို့ရဲ့ရတနာဘုံမြို့မန္တလေးမန္တလေး စေတနာတွေ မင်းသားစိတ်ဝင်သွားတာ အဲ့လောက်အတော်စေတနာပါတဲ့ဆိုင်းဆရာကြီးတွေကကျွန်တော်ကွာဒီလောက်စေတနာပါအပင်မကန်ဒီလောက်တစ်လုံးနှလုံးတို့လိုက်တယ်ဖြစ်တဲ့ကိစ္စကိုအသေးစိတ်ကိုသူကအာကောင်ဟာအဒီဘကုလိုက်ဖြည့်တာ ဗလာဆိုင်တီးတယ်လို့ကိုပို့ပေးနေတာ ဗလာဆိုင်ဆရာတွေကြီး စေတနာပြည့် ဆိုင်ဆရာကရွာသား တီရိမောင်မောင်တဲ့ ဟုတ်တယ်ဗျာလက်တံလည်းကောင်း ဟုတ်ကဲ့ အုတ်ချစ်ကျော်အေးမန္တလေးမြို့ကြီးတည်တဲ့မင်းတို့မင်းကြီးလက်ထက်ကဆိုရင်ဒီလိုရွာသားတွေစုပေးတာဗောဗျာဟမ်ဟာ ဘလို့စုတွေပေးတာတော့ဗျာ ဘိုင်းတော်ဒီဆိုရင် ဖေးခဏလေးဖေးခဏလေးနော်ဖေးပြီးရင်ပြောရမှာခဏလေး
မထူးထူးခြားခြားဇက်မကြည့်ဘူးတဲ့လူတွေစုလာချနေလို့ ဟာ ဖိတ်ပြောလို့ရပြီပြောလို့ရပြီ သွားစား ဟုတ်ကဲ့ တောင်သမုတ်ကထောင်တော့ယူ ဟာထောင်တော့ရ လိုက်တယ်ရ ရလို့ပေးတာ ဟမ် ရလိုက်တယ် တွင်ငဲကျော် ကိုဝင်းညော့ ဟုတ်ကဲ့ မျိုးမင်းတန်း အနောက်သမုတ်ကနေပြီးတော့ကြောက်ထုတ်ယူစေ ရလိုက်တယ် အဲ့နေရာကကြောက်ထုတ်နေပဲတန်တယ်ကွာ မမဒီ ဟာဆန်းစစ်မမ ဆန်းစစ်မမောင် မြောက်သမုတ်ကနေပြီးတော့ ဘာပေးမလို့လဲဘိတ်ဘာပေးမလို့ ကြောက်ထုတ်ပြီးပြီး ကြောက်ထုတ်ကပေးပြီ ကျောက်တော့ကပေးပြီးသွားပြီ သွားပြီ တောင်သမုတ်ကထောင်တော့ တောင်စမော ဘာသာ ထောင် ပြေး တော့ ပြီးသွားပြီ အနောက်သမုတ်ကကြောက်ထုတ် နည်းနည်းပြေးပြီးသွားပြီ မြောက်သမုတ်ကကြောက်ထုတ်ကပြီးပြီးတော့ ပေးပြီတော့ပြီမရတော့ အဲကြောက်ထုတ်ကလေးပဲဝေးမြတော့ ဟောဒီဘက်ကောင်ဖေကမိုဒီခမရ ခမရခမရခမရ မြန်မာနိုင်ငံသမင်းအစည်းအရုံးရဲ့နာယကာကြီးခမရ ဟုတ်ကဲ့ တက်ရှိကျမ်းမာစွာနဲ့တိထက်ပူပြီးနှစ်ပေါင်းများသောဆောင်းလျှောက်ပေးနိုင်ပါစေ ဟုတ်ကဲ့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  ကျေးဇူးတင်တယ်နော်ဖေ ဟုတ်ကဲ့ပါဗျာ ဒါလေသမင်းအစည်းအရုံးရဲ့နာယကာကြီးဦးတိန်ညုံခမရ ဘုရားရဲ့ တက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖေရေ အားလုံးရဲ့မြေတားကြောင့်ကျမ်းမာဘယ်ကလေးမတော့ပြပါအားလုံးပြပါလေ ချမ်းသာပကလေးရှိပါဗျာ နှလုံး အော်တက်ကြီးပြီဟို နှလုံးကိုတစ်လုံးနဲ့တစ်ချမ်းမိတ်နေတယ် ချမ်းသာစွာရှိပါလေ ချမ်းသာ ကျေးဇူးတင်ပါတယ်ခင်ဗျာကိုချေသည်ရေကိုချေသည်ရေ မင်းသားလို့ပြန်ထူလိုက် အတန်လေးနဲ့ထူလှုပ်လာပြီ ပါရာကျောင်းစင်းနေ သန္တရာကျောင်းစင်းရင်မလို့မင်းကိုပညာစမ်းတာ မဟုတ်ဘူးကိုယ့်ဘက်ကဟုတ်တလုံးအလဲပိုက်မေ့နေတာ ကိုချေသည်ခင်ဗျာ မှုတော့ထမ်းလေပါ မင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာ ကိုမိုးတဲ့ ဆက်ဆရာခင်ဗျာ ဖွင့်ဖွင့် ချီချီ တေးတေးရီ ဖွေဖွေချီချီ ကိုချက်ကြီး ကိုခမရ မင်္ဂလာပါဗျာ မင်္ဂလာပါခမရ အားရှိရပါတယ် ဟုတ်ကဲ့ ဒီမျက်နှာလေးတွေမြင်အားရှိရတာပိတ်သက်သီးခန္ဓာကြည့်ဗျယုံထဲမှာပြန်ရင်လိုက်ပြီးတော့ဆွဲမှာဆိုလို့မဖြစ်မနေအာနာပြီးနေတဲ့သူတွေရောရုပ်တံကနေကြည်နေကြတဲ့သူများရော ဟုတ်ပါ တီလုံးမတိုက်ဖဲကတဲ့နှစ်ပါးသွားတို့အော်ပရာတို့ကြည်ရခဲ့တယ်နော်ကျွန်တော်ဘဝလည်းကြည်အောင်အခုချိန်ထိတရေမှမအိပ်ရသေးတာကိုကျွန်တော်ပြောတယ်မျက်နာတဲ့အိတ်ချင်တဲ့ပုံမပေါက်ဘူးတဲ့ဩဟန်ဆောင်နေရတာသူတို့မှမသိတာဘူးနှစ်ရက်တိတိမအိပ်ရဒါပေမဲ့လမ်းနဲ့အလူငွေတွေကလည်းလူတလောက်ရတာကို ဟော မဟုတ်လေ ဟုတ်ကဲ့ မပြည့်တာလည်းဖြည့်ပေးတယ်လူလည်းဖြည့်ပေးတာကိုကလည်းအာမနာရှာမကြိုနည်းနည်းလူသေးတယ်သူဖြည့်ခိုင်းတာပဲ ပိဋကရဲ့မြေတားကြောင့်လမ်းနေပါလေဗျာ ဖူတီ ကိုရဲ့ ဖူတီ ခင်ဗျာကို အထူးချစ်ကြမယ်ကွာ ယူစီကိုလား ချစ်ချစ် အာမခေါ်ရသေးဘူးဟာ ကျွန်တော်ထူးဖို့တော့ကိုကော်ဖီ၄ခွက်ဆောက်ပြီးခြိုင်ဆောက်နေတယ် ဘလို့ပြည့်နေတော့ ကိုခွေလေးခွက်တောက်ပြီးတော့ ကော်ခွေတော့ဖြစ်ကုန်ပြီ ကော်ဖီလေးခွက်ထိုင်ထားတာ ကော်ဖီ၄ခွက်တောက်ပြီးခြိုင်ဆောက်တာပထမဦးဆုံးတစ်ခွက်ကတော့မမေးပဲတောက်မိတာ ဘယ်လောက်ပေးရလဲ 4000နဲ့နောက်တော့လေတိတိနဲ့တောင်းရတာပဲကိုကအိတ်ချင်နေတာဟုတ် ဒါတော့ကွာတယ်ကျွန်တော်ကြတော့ငွေကြီးမနှမျိုးတက်ဘူးပြိတ္တကြီး ဟုတ်ကဲ့ ဘာလို့လဲဆိုတော့ကိုညံတလောက်ကုန်စားတယ်တောက်တယ်ကျွန်တော်စားပါတယ် ဟုတ်ကဲ့ ကျွန်တော်ဒီမလာခဲ့တဲ့မေးကြည့်တယ်ကော်ဖီတစ်ခွက်4000 ဟုတ်ကဲ့ ကျွန်တော်အနေနဲ့4000ဘာဖြစ်သွားမှာ ဘာမှမဖြစ်ဘူးလေ ကိုကကိုအိမ်မာတွေကဖြော်ပြီးယူလာခဲ့တယ် အဲ့ဒါ4000ကုန်ပါဆိုလို့ တက်တာတာဘော ဓာပူကြီးနဲ့ ပြီးတော့မိသားစုတွေပြိတ္တတွေယူလာတာတွေပဲကျွန်တော်ဘာပြောသူတို့ချီးမြှောက်တဲ့အနေနဲ့ကျွန်တော်စားတယ်ကျွန်တော်ဝယ်မစားဘူး ကဲပတ်စံနှမျောလို့မဟုတ်ဘူး မအူပင်ကပဲမုတ်လေးတွေပါလေးတွေစားတယ်ပေါ့လေ စားတယ် လက်ဖေးရည်တွေလည်းတောက်တာတွေ့တယ်နော် လက်ပိတ်တော့ဘေးစည်းမှမသိပါဘူးချစ်ကိုရကိုချစ်ကိုဗျာ ချစ်ချစ် ကဲကြိုးစားကြမယ်နော် ကျိုးသားမယ်ချစ် ကိုဘိုးချင်းနဲ့ကရင်စိတ်ချမ်းသာတာကဲဘာမှပြလုံးတစ်လုံးမှမပြဘူးပတ်စံနေတာဟုတ်အဲ့ဒါကိုပတ်စံနဲ့ပတ်သက်လာမျက်နှာပြည့်တယ် ဟုတ်လား တော့ရတာသူပဲ အဲ ဝေးပြီးငန်းငန်းတဲ့ ဟုတ်လား ပတ်စံတော်တော်လူချင်းတယ်နော် ဟောလို့ရှင်တယ်လေပတ်စံဟုတ် မနှမျောတတ်ဘူးတခါတည်းရှင်းနေကြတာ ခါလေးပြောထားပြီနော်ဖြစ်ပြတော့ရှောက်မပြောနဲ့ယောက်ျားရင်ပတ်စံပြီးတယ် မယူတော့မလေးငွေဘူးကြီး နှစ် ကျွ ယော န် က် တော် လည်း တို့က ကြမ်းနေတာကျ ကျွန်တော်ရဲ့ဇတ်သူဇတ်သားအဖွဲ့များကထိုင်းနိုင်ငံမှာပွဲကားဖို့တဲ့ကြံနေခဲ့ပါတယ်ကမ်ချနာပူရီမှာကပြီးတော့လှပူရီနောက်တနေရာမှာကဖို့အတွက်ဆိုတော့ကျွန်တော်တီဝိုင်းဖွဲလောက်တော့ကျွန်တော်မင်းသမီးလေးတွေမင်းသားလေးတွေအဲ့ဒီအချိန်မှာကျွန်တော်ဒီ
နိုင်ငံကျော်ရွာသားများလည်းကူညီပေးတာဟိုကျွန်တော်ပေါ်ချစ်လို့ကူညီရလဲပါတာပေါ့ ဟုတ်တယ် အစည်းအရုံးကပြီးတဲ့တာဝန်ဆိုလည်းညင်းလို့မရတာပါတာပေါ့အဲ့တော့ကမနော်ဒီဘက်ကဒီမင်းသမီးကြီးရဲ့တပည့်အစွန်အဖျားမြေးကလေးနဲ့ကျွန်တော်နဲ့ကတငယ်ချင်း စွန်ဖျားမေးကလေး ဟုတ်တယ်အရင်တော့အသေးသေးလေးကတငယ်ချင်းကျွန်တော်မမွေးခင်တည်းကကျွန်တော်ဖေဖေတို့ကျွန်တော်ဦးလေးဦးကြီးတွေကအင်မတန်ကြိုက်ခဲ့တယ်မင်းသမီးနာမည်ကကြောနော်ကြားလေးစိန်နဲ့နာမည်နဲ့နေတာနော်အမလီအလုံများလှုပ်လို့နိုင်ရင်နိုင်မနိုင်ရင်ကြားလို့ကြိုက်ပြစ်တာ အဖေနာမည်ကဘာသူ ကြားလေးစိန်ကွာ ကြားလေးစိန်နဲ့ကလားလေးကောင်တွေကမောင်နှမလား အာ သူကအိမ်နီးနားချင်းနေဟာ ဖေဖေတို့ကိကကြိုက်မှာပေါ့အကိုရဲ့ ဗျာ နာမည်ကကြည့်လေတိုက်ကားလေးစိန် ကြားလေးစိန်မကွာ တိုက်ကားဆိုမှတော့ကျွန်တော်ကြိုက်တယ်လေ မအေးမင်္ဂလာပါဗျာမကြား ဇဘူရစ်သိင်ငီ ဟုတ်တယ်ပါတယ်ကွာ ဦးမိုးရီ ခမညာ ဦးတိမ်ညွတ် ပြပြပြ ချစ်စီရလေနော်တားလေးလိုပဲချစ်ရသူကတော့အမနဲ့ခေါ်တယ် ဟုတ်တယ် ဒါပေမဲ့ဖိုးချစ်လို့စဖြစ်ပါပြီဆိုကြတဲ့ကကိုယ်နှလုံးသားထဲမှာကိုယ့်ရဲ့သားလေးလို့ချစ်တယ် ဒါ နော် လိုပဲချစ်ကြားလေးစိတ်ချစ်သူကမျက်နှာပြက်ပြီးတော့ကိုတိန်ချင်းကိုကြိတ်ဆဲနေတယ် အဲ့ဒါမျက်နှာပြက်တာမဟုတ်ဘူးဦးလေးကငရုတ်သီးဆက်နေတာ အခဲတဲ့တတိထားတာဒီကမေ့သွားတယ်ကျန်းနေခဲ့ ဇဘူရစ်သိင်ငီ တင်စားလာရေလားဗျာဟမ်မ နာရဏီရွှေသာသူလှုပ်ထားသည်တို့ရွှေစင်ရုပ်လို့ တင်စားလာရာ ချစ်တာ ချောင်းကိုလာတဲ့လာကိုချောတဲ့လာလွန်နဲ့ကိုဖို့ချစ်ရဲ့တားလေးမောင်လေး ဘဝနဲ့တော့မြတ်ကုန်ပြီလို့ဘာဖို့တဲ့ငါဆွဲထားစမ်းမဟာ ဘာလို့ ငါဘဝင်မြင့်ပြီးတော့ဇက်ယုံအပေါ်များတက်သွားဟာမဆွဲနဲ့ကွာ ဘာလို့ ဘယ်လိုလဲ ဇက်ယုံပေါ်ခွင့်ပြုချက်မရှိဘဲတက်မရဘူးကွာ အစားတောင်ယူလို့မရအောင်9သိန်းဆိုလို့ဘယ်သူမှမစားရဘူးထဲ ဘိုးကြီးကမင်းသမီးပြောတာကိုတော့ယုံနေတယ်ခင်ဗျမင်းသမီးပြောတာကိုမယုံနဲ့ ဘာဖြစ်လို့လဲဖေးရ ကျွန်တော်လည်းမင်းသမီးရဘူးတယ် ဟတ်လား မင်းသမီးများသိလိမ့်တာ ဟတ်လား ကျွန်တော်မိမကျွန်တော်တစ်ခါလိမ့်တာခင်ဗျလူကိုမျိုးလုံးမပြူးဘူး ဘာလို့ အာတာသိတာ အချိုင်းမင်္ဂလာပါဗျာ ဒီသစ္စာမနိုင်တူပြိုင်ဆိုင်မယ်လို့ ဟောပရိသကနနွေမေဝဲလေထိန်နိဖလာပပီတောင်ဆိုပါတဲ့သရောကိုစိန်ကြီးရတော်တော်ကိုချက်တည်ရှိတာကိုအမရဲ့ ဟုတ်ကဲ့ပါရှင် ကမနော်အမ ဟုတ်ကဲ့ပါရှင် ကျွန်တော်အနုပညာတက်တန်းကြားပေးမယ်အသိမတွဲဘူးသေးဘူးဒါဒီပွဲကြမှာလာကူညီပြီးတော့ကျေးဇူးတင်ရတယ်ဗျာနော်ဒီဘက်ကမျက်နှာသွေးရင်တက်ကတော်မျက်နှာသွေးရင်တက်ကတော်မျက်နှာသွေးရင်မျက်နှာသွေးဗျာ ဘဘီယာဝီဘဘီယာဝီ တင်စားပြန်ပြီဟာ ရွှေကျူပါ ငါယုံမထိုင်နေတာအဲ့မျက်နှာတွေနော် လေးယူရတော့ရင်းနေမောင်ရဲ့ အာမဟုတ်ပါဘူးဟာဘေးလေးရွရင်းရမှာတော့ဟာနမရဟမ် ဆွဆွဲနေတာ ဒီမှာကိုဖို့ချစ် ဘာတော့ ရှင်ကလေဟော့ဟိုဘက်ကမင်းသမီးကြီးမက်ကြားကချော့တော့အမြောက်တွေကျက်လို့ဟော့ထိတ်ကိုတောင်တက်တော့မယ်ဆိုမင်းသမီးတွေကဟော့တယောက်ကြီးများတော့ကျမကိုရှင်ကစိတ်ကန်းနေပြီပေါ့ကိုဖို့ချစ် အမ စိတ်မ ကျွန်တော်နဲ့ဇက်ထဲမှာ2နှစ်3နှစ်လောက်တွဲကဦးတယ်တခါမှဒီလိုမဆိုဘူးဒီစင်ပေါ်ရောက်မှပဲချားတော့တယ် ကိုဘိုးကြီး ဟုတ်ပါကွယ်မဟုတ်ပါဘူးကွယ်နောက်ကမင်းသမီးတွေအကုန်လုံးတယောက်ချင်းစီမှာသူ့နာမည်နဲ့သူ့ပတ်စံလေးကိုရှောက်ရှောက်မကိုက်ဆန်းနဲ့ကိုနေရာကိုနေငါငွေကြီးနဲ့ပတ်သက်ရင်ဒီပွဲကအလူပွဲဆိုတော့ကိုမိတ်ကကိုလိမ့်ပြီးကရတော့ဒါနဲ့ရှင်းရမဟာ ဟုတ်ပါမယ်ကျွန်တော်ကလည်းတက်စီဘိုးလေးရဆိုကောက် အလကားပြောတာပါ အဲ့ဒါကြောင့်မကျင်လည်းဘူး
လေးစား ဟောကြာပြီ မပြီးနဲ့မပြီးနိုင်ဘူး ဒီဘက်ကကိုချောတဲ့သူတွေစိတ်မဝင်စားငါလည်းပတ်စံမဲ့အာယုံတပြုံလို့မပုံမုံကြည့်ဖြစ်နေတာ တစ်ဖက်သားအနည်းခက်အောင်နှစ်ဖက်လေးနဲ့နီးမဲ့ယောက်ျား အာတိုင်းမယူနဲ့ နီးမဲ့ယောက်ျားအာ ဖတ်နေ မလုပ်ပါနဲ့ လက်မကြည့်ရဘူးရွာသားကြီးရဲ့သူ့လက်ကြီးအာယူလိုက်သူ့မျက်လုံးကျွန်တော်မကြည့်ရဘူး ဟိုမှာ မျက်လုံးကဆက်ဆောင်မှုတွေနဲ့ ကိုမိုးရီ ဗျာဗျာ ကျမဟဲ့နှစ်ပါးခန်းထဲမှာကျမမဝင်နေတာအဲ့ဒါပဲ ဘာဖြစ်လို့လဲ တို့ စဉ်းစားကြည့်လေ အဲ ကျမအကြီးကျမအကြီး လူကုန်ပြီ ကျွန်တော်ချက်ကြီးရေရ တကြီး ပေရိုးသွားယူရမှာ ဟဲ့ ဘဝချင်း ချစ်မေရ ပြီးချင်းနေလို့ ဒါတော့ရှေးတုန်းကပုံစံလေးတွေပါဗျာဗါလဲမမပါဘူးဒီလိုပဲတပီကမှသူတို့ကလည်းဗာပဲပြောပြောတို့နောက်တဲ့နိုင်ဝဲလောက်ကပြီးရင်ပြန်ချင်းမာတယ်ဆိုတော့ပြန်မရတော့ဘူးလားကိုယ်ချိန်နဲ့ကိုယ်ပဲဟုတ်လား ချစ်ချစ်မင်းသမီးတွေအများကြီးပဲတယောက်ချင်းစီခေါ်နေကျွန်တော်တို့မိုးလေးသွားလိမ့်မယ် အဲ့တော့ အဲ့တော့အကုန်လုံးပါသွားအောင်ခေါ်လိုက် ဘလို့ခေါ်မလဲ ဝင်းတရံကိုဒုတ်နဲ့ချစ်တယ်လို့ခေါ်လိုက် ဘလို့ခေါ်မှာလဲ ချစ်လိုက်ကြအောင်ဆိုမရတော့ရင် မင်းလည်းမဟုတ်သေးပါဘူးကွာ ကိုလာဝဲရတာအကုန်လုံးခေါင်းဆောင်မင်းသမီး နောက်ကဒီဘက်ကမင်းသမီးများနော်ဟိုညီမလေးတို့နော်အမတို့တိခံပေးဝါရီတဘာရီနာမည်တွေနဲ့ခေါ်တာမဟုတ်ရပါဘူးကွယ်တန်းစီထားတဲ့အစဉ်ပြေတဲ့ပုံစံလေးနဲ့နော်တပင်းဆိုတဲ့ခေါင်းစဉ်အောက်မှာပဲဟိုမေတ္တာတရားလေးတွေနဲ့တို့အဲ့လိုမျိုးလေးပါကွယ်နော်အဲ့လိုပဲအခုဘက်ကမှားတာရှိလေခွင့်လို့တောင်းမှန်နေငင်းချမ်းခိုင်းငင်းချမ်းခံအောင်တောင်းမှန် ဘာလို့တော့မလာတော့ကိုယ်တည်းအငယ်ပဲ အမမဒီမင်းသမီးဝစ်စုံနဲ့ဝစ်ပြီးအော်ပရာကလိုက်ပြီးသူ့ပုံစံကြည့်ပြီးငါစိတ်ထဲမှာကိုညမကိုစိတ်ထဲမှာပြစ်မှားမိတာတောင်းမှန်တယ်ညီမမကောင်းလိုက်တဲ့စိတ်တက်ကွာလူငါအကြီးဖြစ်ပြီးငါစိတ်ထဲမှာပြစ်မှားမိတာကွာဒီပုံအခုတောင်းမှန်နေနော်ငါညီမ ဘာဖြစ်လို့လဲ ငါပြစ်မှားမိတယ်ကွာစိတ်ထဲ ဒီပုံခွင့်လို့လိုက်ခွင့်လို့လိုက် စိတ်နဲ့ပြင်မာမိတယ် အော်ဘာဆန်းဆိုတာကဟိုအေးအော်ဘာဆန်းတောင်းမှန်နေနော်ဟေး ဘာဖြစ်ပြန်ပြီလို့ သူမင်းသမီးဝစ်ဆော်လေးနဲ့တက်တော့တာငါကြည့်စိတ်ထဲမယိုးမယိုးနဲ့ကွာဒါမချစ်မွန်းတွေပါချစ်မွန်းတွေတောင်းမှန်နေနော်သမီး ဘာဖြစ်ပြန်ပြီလဲ ဟိုသူမျက်နှာဝိုင်းဝိုင်းလေးကြည့်ပြီးငါစိတ်ထဲမှာပြစ်မှားပြီ ပြန်ပြီ မေမြနိုးခင်ရီချမ်းမြအော်အရှိနိုဘယ်လိုင်းသမီးဒီအကုန်လုံးအကုန်တောင်းမှန်နေနော်စိတ်ထဲမှာကွာမလေမသိကန်တာငါအကုန်လုံးသွားပြီးတော့စိတ်နဲ့ပြစ်မှားမိတာဖေးမို့ဒီကြောတော့ဘေး ဖေးပါဖေးရပါလို့ ဘာဖြစ်လို့ ဗျာ ဖေးကိုပြစ်မနေရ ဗျာ ဖေးစီရောက်ဖို့တော်တော်ရှားတယ်ဖေးရ အေးတိုင်းအဲ့ဒါပြင်မမေးကတော့လေးဆိုရင်ကိုပဲလေဟမ်အင်းကိုကတော့ပြီနော် အကိုကြီး တော်ပါသေးရဲ့ငါလည်းအခုမှနိုင်ရပြောင်းနေတာ ကျွန်တော်ကြားလေးစိတ်နဲ့ နေရီလေးကလည်းအောင်မယ်ကျန်တဲ့မင်းသမီးနဲ့ခေါ်ပြောကျွန်တော်နှစ်ပါးသွားလေးပြီးရင်ဆက်သွားမှာပေါ့ဗျာဟုတ်ပြီနော် ကြည့်အောင် အောက်ချစ်ကျော်မန္တလေးကနေပြီးတပေါင်းကိတ်ခန့်နဲ့တီးပြန်ပြီးနန်းအမရမြေကရွှေပြောင်းစံရတီးဘုမောရဲ့တပည့်တော်ကဟဲ့ ချင်းနိုင်ငံတော်ရွှေလေးစိတ်စုများရှင်ရွှေမဲတော်မောင်ဘိုးချစ်ဆိုလားချင်းအေးဟုတ်ပါလာလိုက်တာချင်း ဘလုံးလားမရဲ့ တာပေါ့လို့ ဟေး ချင်း ဟေး ဟိတ် ဟေး စစ်စရာလေး အမေတယ် မအိပ်ရသေးလေအဲ့လိုတော့ကနိုင်ပါသေးတယ် ကျွန်တော် ဒီ လည်း နေ့ကိုစိတ်မင်းနိုင် ဆက်စင်းကိုတောင်း ကျွန်တော်မအိပ်ကျွန်တော်မအိပ်ရတော့ကြည့်ပြီးဝမ်းသာနေတာကနိုင်သေးတယ် အောင်ပဲ ဒါမိသားစုအရင်ချာကြီးလောက်ပဲကြံခဲ့တော့တာမေးကြည့်တာပေါ့ကျွန်တော်ကတာကိုကြည့်ဖို့စောင့်မျှော်နေသလားလို့ဆိုတော့လာကြိုတဲ့ကားမရောက်သေးလို့တဲ့ တချို့ကမပြန်ရဲလို့အော်ချစ်ကျော်အေးမန္တလေးနေပြီးတပေါင်းကိတ်ခန့်နဲ့တီးပြန်တီးနန်းအမရမြေကရွှေပြောင်းစံခိုက်ဝီဘဝရှင်မင်းတို့ဟိုမြို့ကျုံစီဒီတိမ်ကျောင်းတုဒ္ဓမာပိတကတိုက်ပါခုနဌာနပနတ်တော်ချာဒီတိမ်ကျောင်းတုဒ္ဓမာရွှေစာအမြတ်ပိတကတိုက်တမိုင်မြင့်မြန်ခုနတန်ကို ဟုတ်ကဲ့ ဟုတ်ကဲ့
အခြေခံပြီးတော့တိဆောက်တဲ့မန္တလေးမြို့ကြီး မှန်ပါ တောင်ရဲ့အခြေမှာတိုက်စာရထီပေါင်းခါရွာကြီးရှိတယ် မှန်ပါ ဟုတ်တယ်နော် မရှိပါခင်ဗျ နတ်အမရမြေကစားအမရဘူရာရွှေမြို့တော်ကနေ1221ခုနှစ်မှာမန္တလေးတောင်ကြီးမှာရှိတယ်အခုနေရာမှာတီထားခဲ့တဲ့မန္တလေးမြို့ကြီးပါ ဟုတ်ကဲ့ဗျာ ဘာကြောင့်ဒီသချင်းဆိုဒီနရီဆိုရလဲမန္တလေးငလျင်ကြီးဟာဖြစ်တဲ့အချိန်မှာရိုးရာအမွှန်းနဲ့ယဉ်ကျေးမှုအစောဦးတွေထိကြိုက်ပြည့်စည်တော့တာရှင်နာစရာသိတ်ကောင်း ဟုတ်ပါ တို့တော်လည်းပဲဝမ်းနဲ့နေုံနဲ့မပြီးဘူးလောကဆိုတာဝမ်းနဲ့စရာတော့ရှိနေမှာပဲဝမ်းနဲ့စရာဘလောက်ပဲကြုံကြုံရှေ့ကိုဆက်ပြီးခြိတက်ရအောင်မှာမို့ခရီးဆက်ရမှာပဲ မှန်ပါခင်ဗျ လောကရန်ရဲ့ထောင်းထုရိုက်ပုတ်ထင်ရလှုပ်ခြင်းကိုကောင်းခုန်လေစင်အရှုံးပေးခြင်းထက်ကြညံခငရင်စိန်စိတ်တမွေးပြီးခရီးဆက်ကြမှာနော် မှန်ပါ ဘဝရှင်မင်းလုံးကိုမြို့ကျုံစေရီသိချောင်းသူဓမ္မပိဋကတိုက်ပါခုနထာနာပဒတ်တော်ချသည်တကားဆနရတွေနဲ့48ပြတ်တဲ့ရန်သည်တကား12ရက်တနေ့မှာ12လရာသီကိုအစွဲပြုပြီးမန္တလေးနန်းတော်ကြီးတစ်ခုလုံးမှာတကားပေါင်းက32တကားရှိပါတယ် မှတ်သားပါခင်ဗျ ဟုတ်တယ်နော် ဟုတ်ကဲ့ တနေ့မှာတည်င်းပေါင်း48တည်င်းကိုအစွဲပြုပြီးတော့မန္တလေးနန်းတော်ကြီးမှာပြတ်တပ်ပေါင်းက48ပြတ်တပ် ဟုတ်ကဲ့ ဒီလိုရှိတာကိုဗျ ဟုတ်ကဲ့ ဟုတ်တယ်နော် ဟုတ်ကဲ့ နောက်ပြီးတော့လာလိုက်မယ်ပလင်တော်ရှစ်ခမ်းဟန်ပြင်ဆန်းဟန်နန်းမြင့်ဆုံးညီပလင်တော်ရှစ်ခမ်းလောကရန်ရှစ်ပါးကိုအောင်မြင်တော်မူသောဘဝရှင်မင်းတော်မင်းတော်ကြီးလို့ဆိုတာကိုဗျာနော် မှန်ပါ ဟုတ်ဖယားပြဒိတ်ညုံပေသည်တခြားကမုံမတိငရမန်တီတိုက်စာကဆိုပြန်သည်ထီပေါင်းခါရွာမန္တလေးမြို့ကြီးသည်ဟေးအသက်ကျတဲ့ရှေးစီလိုရနန်ကနေချိုသမန်တောင်ရိပ်ကိုတစ်ခါတော့ပြောသွားရင်မတောင်ရိပ်ကိုခေါ်ပါသည်ခေါင်းတဲ့ကချိုသည်ရှေးဘောစီတဲ့ဟဲ့လို့ညနေကသူတို့နှစ်ယောက်ကိုအရင်တိုက်ပေးထားတော့မိုက်လေးယူလိုက်ပြီးရင်မှနှစ်ယောက်တတွဲလာရအောင်ပါအသက်ကြီးတဲ့စီစီလုံးဒါဆိုရင်တစ်ချိန်ကဇမင်းသားကြီးဦးပလင်းစိန်ရဲ့သမီးပါဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ နော် မှန်ပါ မိတ်ဆက်ပေးရတာအချင်းချင်းတော့မသိမှာဦးပလင်းစိန်ရဲ့သမီးအရင်တော့ပလင်းစိန်ဖန်ကွက်စိန်အမီးစိန်ကျွန်တော်ဦးလေးတယောက်ကကျတော့အမ်ဘတ်စိန်ဟာဒါနိုဘယ်လိုင်းကကြတော့ဒါရွှေမန်းဦးချမ်းသာရဲ့တပည့်အရင် ဟုတ်ကဲ့ သူ့အဖိုးကရွှေမန်းကြည်လိုင်းဓာတ်ပြားရရွှေမန်းကြည်လိုင်းရဲ့မြည်ဗျာကဲဟုတ်တယ်နော်မျိုးနဲ့ရိုးနဲ့ဗျာဥတိန်ညွန့်သမီးလေးမျိုးနဲ့ဟုတ်လေဝဝလင်းလင်းစားရတယ်မျိုးရိုးကောင်းတော့ မျိုးရိုးကောင်းလို့ပြောတာ ဘာပြောလို့လဲအဲ့တကယ်လိမ့်မာတာနော်သမီးလေးသူသမီးရှိတယ်ပြိတ္တကမထင်လို့သမီးလေးရှိတယ်အင်တန်လိမ့်မာတာသူသမီးလေးကပြိတ္တကြီးရဲ့4နှစ်နဲ့2လအခုချိန်ထိဖေရဲ့သမီးယောက်ျားယူတော့မယ်လို့မပူစားသေးဘူးဟုတ်လေမယူဘူးလို့ပြောတာဘာဖြစ်လို့ ကျွန်တော်ဒီသမီးကြပါချီးကျူးနေတယ်အရင်သမီးတွေတော့3နှစ်နဲ့ယူလာဆိုလို့ ကျူလို့မပြောပါဘူး3နှစ်နဲ့ယူတယ်မပြောပါ အဲ့ဒါကအဲ့ဒီရောက်နေတယ် ဟုတ်မယူသေးဘူးလို့ပြောတာလေအဲ့တော့ဗာလေပေးစားခြင်းလို့လား ပေးသားဦးဆိုရင်လည်းငါတို့တော်ကကြောက်ပေးသားပြန်တော့လေမအေးသူသမီးဗျာ အသက်ကဲတဲ့ရှေးစီလုံးညနေနာနီချိုတမ်းမတောင်းကြီးကို ခေါ်ခေါင်းဖန်ကချိုပါလိမ့်လေအတိတ်တဘောင်နမိတ်ဆောင်ပြန်သည်တနေ့မှာရပ်ပေါင်း360ကိုအစွဲပြုပြီးမန္တလေးနန်းတော်ကြီးမှာတိုင်ပေါင်းက360ရှိပါတယ် မှန်ပါ ဟုတ်လားဗျာ ဟုတ်ကဲ့ ဒါလေးတွေကျွန်တော်တို့ဘမင်္ဂလာဦးသိန်းအောင်ရဲ့အမွေပါခင်ဗျာ ဟုတ်ကဲ့ မင်္ဂလာဦးသိန်းအောင်မဆုံးခင်ကကျွန်တော်ပေးခဲ့တဲ့ဒါလေးအမွေလေးပါ ဟုတ်ကဲ့ နော်အတိတ်တဘောင်နမိတ်ဆောင်မြန်သည်ဟုတ်ပြီနော်โอเคမန္တလေးစံတာဒီကကြတော့စူတာက2ယောက်
မင်းသမီးတွေမြင်တော့အကုန်မျှတာတော့တွဲကာတာ2ယောက်နဲ့တွဲကာလိုက်မယ်တော့ကြတော့ခမဗျာရုံးမှလည်းလူကြီးလုံနေပြီးတော့စင်မော်ရောက်တော့မှမမျှမတကျွန်တော်အဖြစ်မခံပါဘူး ခံပါဦးမခံပါဘူး ကျွန်တော်17နှစ်ထဲရောက်ပါပြီဒီတာဝန်ယူခဲ့တာ ဟုတ်ကဲ့ ကျွန်တော်မျှမျှတတပဲနော် ဟုတ်တယ် ပြီနော် ဟုတ်တယ် မင်းသမီး1 2 3 4 5 6 9 10 11 မင်းသမီး17ယောက် ဟုတ် ဘယ်သူမှမျက်နှာမလိုက်ဘူးဟုတ်ကမယ် ကမယ် နော်မကြား မကြ အမတစ်ပိုက်ပဲမနော် အမတစ်ပိုက်ပဲ ဟုတ်ပြီနော် အမတစ်ပိုက်ဆို ငင်းချမ်းခိုင်းသမီးတစ်ပိုက်ပဲနော် တစ်ပိုက် ဟုတ်ပြီနော် နော် အေးဟုတ်ပြီနော်မျက်နှာသွေးဟုတ်ပြီဤပုံမတယောက်တစ်ပိုက်စီပဲနော် တယောက်တစ်ပိုက်စီပဲနော်တစ်ပိုက်နဲ့တစ်ပိုက်မထပ်စင်နဲ့ဟဲ့တယောက်နဲ့တစ်ပိုက်နဲ့တစ်ပိုက်ချင်အောက်ပိုက်ကအေးနေ ဘာလဲကွာအကဆုံးမဲ့တစ်ပိုက် စုံဝိုင်း အ အေး ကော သွား က်ပြောပါ ဟောဒီတကားကျကျွန်တော်ကရွှေစိတ်စုများရှင်ညမလေးငင်းချမ်းခိုင်တဲ့အတွက်ကမေတပင်းပေါ်မှာတာဝန်ချေတဲ့သမီးဘယ်ချိန်တာဝန်ပြီးဘာပွဲရှိဖြတ်ပြီးမလာဘူးဟုတ်ပါလာတယ်ဝေးချေရေးမကြည့်ရှေ့နေတို့သမီးနော်သမီးကဘာပြောတို့အောင်စီတို့ထုတ်ထုတ်ယူလေးလိုဖြစ်နေတာလေဒါမှကျေးဇူးတင်တယ်ကွာဒီမင်းသမီးနဲ့တွေ့တော့ကျွန်တော်အရက်ပူတယ်လို့ဘယ်သူမှပြောမရတော့ ကျွန်တော်အာမငယ်တော့ကိုတက်ပူးတဲ့လူရှိသေးတယ် အဲ့တော့ကမေသမီးနဲ့တပိုက်အရင်တွဲလိုက်မယ်သမီးတပိုက်ဆိုအဆင်ပြေလားပြည်တယ်နော်အေးဟုတ်ပြီ တစ်ပိုက်စင်ပြေတယ်ကိုဖိုးတဲ့ကိုဖိုးတဲ့လည်းတစ်ပိုက်ဆိုစင်ပြေနော် ရခါဒီတပါပြီငါသားကြောဖြတ်တော့မှာရ ဘာတော့အကတပိတ်လို့ပြောနေတာ အကောက်ကျွန်တော်ဖြတ်တော့မှာ အဲ့လိုပြောနေဟိုက် အကောက်ဖြတ်မှာ အတိတ်တပေါင်းနမိဆောင်မြောက်လီယောဇာကြီးဦးတီမောကောရက်စ်ပိုင်လေးပဲကျွန်တော်ကချင်တာနော်အတိတ်တပေါင်းနမိဆောင်မြောက်လီမန္တလေးစန်တာနီ လာပြီ မြို့ရွှေမန်းတော်မောင်ဖိုးချင်နေရွှေတစိတ်သူများရှင်မင်းသမီးကျော်လေးငင်းရမ်းမယ်ဆိုလား ဟုတ်ပါဟုတ်ပါ ဒါမေမောင်နှမတွေ ဟေး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 ဟိုကားလိုက်တာ လာလိုက်တာ ဒါမေမောင်